ဗီဒီယိုက2026ခုနှစ်စီးပွားရေးကျဆင်းနေချိန်သို့နိုင်ငံရေးမတည်ငြိမ်တဲ့မြန်မာလိုနိုင်ငံမျိုးမှာလူငယ်တွေအသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့လေ့လာသင့်တဲ့ပညာရပ်တွေကိုဦးတည်ပြောပြပေးသွားပါမယ်။ခုကြည့်နေတဲ့သင်ဟာမြန်မာနိုင်ငံသားဖြစ်မယ်ဆိုရင်တော့ဒီဗီဒီယိုဟာသင်အတွက်ပါပဲ။ Hello ဒီကနေ့ခေတ်2026မှာစီးပွားရေးကကျက်တဲလာတယ်။အလုပ်ကိုင်ခွင့်လန်းတွေလည်းရှားပါးလာတယ်။ဒါပေမဲ့ခမားစိတ်တက်မကြပါနဲ့ဒီလိုအချိန်မျိုးမှာလူငယ်တယောက်အနာဂတ်မှာရှင်သန်ဖို့အောင်မြင်ဖို့ဆိုရင်ခေတ်နဲ့အညီပြောင်းလဲပြီးလေးလာတက်မြောက်ထားတဲ့ပညာရပ်တွေကသာအဓိကသောချက်ပါပဲ။ဒီတစ်ခါဗီဒီယိုမှာတော့ Broken Country လို့ခေါ်ရမယ့်စီးပွားရေးကျဆင်းနေတဲ့နိုင်ငံမျိုးမှာလူငယ်တွေအနာဂတ်မှာမရှိမဖြစ်လေးလာထားတဲ့ပညာရပ်အစစ်အမှန်တွေကိုမျှဝေပေးသွားမှာပါ။ Part of Digital Tech Skills Online ကနေဝင်ငွေရှာနိုင်တဲ့ပညာရပ်များပထမဆုံးအုပ်စုကတော့အင်တာနက်ရှိတိုင်းဝင်ငွေရှာလို့ရတဲ့ digital skills တွေပါပဲ။ The Digital Marketing Digital Marketing ကုမ္ပဏီကြီးတွေမရှိတော့ရင်တောင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးတွေရှိနေမှာပါ Facebook TikTok Google မှာကုန်ပစ္စည်းရောင်းတဲ့နည်းကြော်ညာတဲ့နည်းသိထားရင်လုပ်ငန်းရှင်တွေအတွက်အဖိုးတန်တဲ့သူဖြစ်လာမယ်ဒါမှမဟုတ်ကိုယ်တိုင်ပစ္စည်းရောင်းလို့လဲရတယ်။ Net Content Creation Video Editing Script Writingလူတွေဖျော်ဖြေရေးလိုအပ်ချက်ကအမြဲရှိနေတဲ့ဗီဒီယိုဖြတ်နည်းဆွဲမှတ်ဖွယ်ရာဇာညွှန်းရေးနည်းသိထားရင် YouTube TikTok အကောင့်တွေအတွက်အလုပ်ဝင်လုပ်လို့ရတယ်။နိုင်ငံခြားကအလုပ်တွေကို online ကနေဝင်လုပ်နိုင်တဲ့အဆင့်ထိမြင့်အောင်လေ့လာထားသင့်တယ်။ 3. Coding Web Development Programming အင်တာနက်ပေါ်ကလုပ်ငန်းတိုင်းနီးပါး website လိုအပ်တဲ့ website စောက်တက်တဲ့သူဆိုရင်နိုင်ငံတကာကဖောက်သည်တွေကိုရှာပြီးအလုပ်လုပ်လို့ရတယ်။ဥပမာ Fiverr, Upwork လိုမျိုး site တွေပေါ်မှာPartnet Practical Trade Skills လက်တွေ့အသက်မွေးဝမ်းကြောင်းပညာရပ်များနောက်တစ်ခုကလူတွေရဲ့အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့လက်မှုပညာရပ်တွေပါဒီပညာတွေကဘယ်တော့မှခေတ်မမီကြပါဘူး။အစားအသောက်ဆိုင်ရာပညာရပ် Culinary Arts Food Business လူတွေငွေကြေးအကျပ်တဲဆုံးချိန်မှာတောင်စားဖို့အတွက်သုံးကြတဲ့ဆိုင်ကြီးတွေမှာမဟုတ်ဘူး။ online ကနေမုံလေးအစားအသောက်လေးရောင်းတာကိုယ်ပိုင်စားသောက်ဆိုင်ငယ်လေးဖွင့်တာမျိုးလုပ်လို့ရတယ်ဒါပေမဲ့အရသာရှိဖို့နဲ့ထူးခြားဖို့တော့လိုမယ်။နှစ်ဆောက်လုပ်ရေးနှင့်ပြုပြင်ရေးပညာရပ် Construction Repair Skills လျှပ်စစ်ပြုပြင်တာပိုက်ဆက်တာအိမ်ဆေးတုပ်တာစတဲ့အိမ်တွင်းပြုပြင်ရေးလုပ်ငန်းတွေကအမြဲလိုအပ်ချက်ရှိတယ်ဒီပညာတတ်ထားရင်ကိုယ့်ဘာသာကိုအလုပ်ရှာစရာမလိုပဲလူတွေကကိုယ့်စီလာရှာလိမ့်မယ်။3. မော်တော်ယာဉ်ပြုပြင်ရေး Auto Mechanic စီးပွားရေးကြတဲ့အခါလူတွေကကားအသစ်မဝယ်တော့ပဲကားအဟောင်းကိုပဲကြာသုံးဖြစ်တယ်ဒါကြောင့်ကားပြုပြင်ရေးလုပ်ငန်းကအချိန်မရွေးဝင်ငွေကောင်းနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ Part 3 Mental Strategic Skills စိတ်ဓာတ်နဲ့နည်းဗျူဟာပိုင်းဆိုင်ရာနောက်ဆုံးအုပ်စုကတော့ပစ္စည်းတစ်ခုခုထုတ်လုပ်တာမျိုးမဟုတ်ပေမဲ့လူတစ်ယောက်ရဲ့တန်ဖိုးကိုအဆမတန်မြင့်တင်ပေးမဲ့ပညာရပ်တွေပါ။ဆက်သွယ်ပြောဆိုခြင်းအတတ်ပညာ Communication Negotiation ကို့မှာပစ္စည်းရှိုံနဲ့မရဘူးကို့ပစ္စည်းကိုဘယ်လိုရောင်းရမလဲလူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဈေးဘယ်လိုညှိနှိုင်းရမလဲဆိုတာသိထားရမယ်ဒီပညာကဘယ်နေရာမှာမဆိုအသုံးဝင်နေ။နှစ်နိုင်ငံခြားဘာသာစကား Foreign Languages ကို့နိုင်ငံထဲမှာအလုပ်မရှိတော့ရင်အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေကိုသွားလုပ်ဖို့စဉ်းစားရမယ်ဒါမှမဟုတ် online ကနေနိုင်ငံခြားကုမ္ပဏီတွေအတွက်အလုပ်လုပ်ဖို့အင်္ဂလိပ်လိုဒါမှမဟုတ်တရုတ်လိုကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။3. ဘဏ္ဍာရေးစီမံခန့်ခွဲမှု Financial Literacy ဝင်ငွေရှာနည်းတွေမကဘူးရှာထားတဲ့ငွေကိုဘယ်လိုထိန်းသိမ်းမလဲဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတာသိထားဖို့လိုတယ်။ငွေကြေးဖောင်းပွားမှုတန်ကနေကိုကာကွယ်ဖို့ရွှေဝယ်တာနိုင်ငံခြားငွေစုတာစတဲ့အခြေခံအချက်တွေကိုနားလည်ထားရမယ်။ဒီတော့အချုပ်အနေနဲ့ပြောရရင်2026ခေတ်ပြက်ကြီးမှာအောင်မြင်ခြင်းတဲ့လူငယ်တယောက်အနေနဲ့ online ကနေဝင်ငွေရှာနိုင်တဲ့ digital skill တစ်ခုလက်နဲ့ကိုယ်တိုင်လုပ်ပြီးဝင်ငွေရှာနိုင်တဲ့ trade skill တစ်ခုကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးမဲ့ soft skill တစ်ခုအနည်းဆုံး3ခုလောက်ကိုပိုင်နိုင်အောင်လေ့လာထားဖို့လိုအပ်ပါတယ်။ပညာဆိုတာဘယ်သူမှမခိုးယူနိုင်ဘူးဒီကနေ့စပြီးလေ့လာလိုက်ပါအနာဂတ်မှာခမားတို့ရဲ့ဘဝတွေတောက်ပကြပါစေ။ဒီဗီဒီယိုလေးကြိုးရှိရဆိုရင် like လေးနှိပ်ပေးခဲ့ပါမိတ်ဆွေတွေကိုလည်း share လေးလုပ်ပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေအတွက် subscribe လုပ်ဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်။